အညာကလေးပဲနှက်တဲ့နီလေးတင်ပေးပါဆိုလို့ဒီနေ့တော့ကျွန်တော်တို့အညာဒေတာရဲ့အလူတွေမှာမပါမဖြစ်ကျွေးလေးရှိတယ်ကလေးပဲနှက်ဆူဆူဤနှက်နီလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ပဲနှက်ဖို့ရအတွက်အရင်ဆုံးဒေဝရဲမှာစီလေးတင်သလောက်ထည့်ပေးလိုက်ပါမယ်စီပူလိုက်တော့စနွေးမုံနဲ့ပါပါလေးတွေလိထားတဲ့ကျက်သွင်းနီတို့ကိုထည့်ပြီးတော့ကျက်သွင်းနီလေးခဏနှရောက်တဲ့အနေထားထိရအောင်လို့စီလေးတက်ပေးရပါမယ်ပြီးရင်တော့တေချပိုးခောက်ရဲ့ကလဝေးရွက်ရဲ့အုံသီးဆန်လေးတွေကိုပါထည့်ပြီးတော့အနံလေးတွေမွေးကြိုင်လာတဲ့အထိကိုခဏလောက်ဆက်ပြီးတော့ကြော်သွားပေးပါမယ်အနံလေးတွေမွေးကြိုင်လာပြီဆိုရင်တော့ဂျင်းကျက်သမြူထောင်းထားတာနဲ့အယောင်နေမုံလေးအနှဲငယ်လောက်ကိုထည့်ပြီးတော့စီလေးတက်ပေးပါမယ်အယောင်နေမုံကဒီနေရာမှာအသုံးမပြုလို့လည်းရပါတယ်ကျွန်တော်ကပဲဟင်းရဲ့အယောင်လေးကိုလှစေဖို့အတွက်အနှဲငယ်လောက်အသုံးပြုထားတာပဲဖြစ်ပါတယ်ပြီးရင်တော့ရေတညစိန်ပြီးတော့ပြုတ်ထားတဲ့ကလဘဲလေးတွေကိုထည့်ပေးလိုက်ပါမယ်အရသာအတွက်ကိုတော့စားလေးနဲ့ငယ်နဲ့အသီးရွက်မုံလေးကိုထည့်ပေးကကလဘဲလေးတွေနူးဤနေပြီးတော့စီလေးပြန်လာတဲ့အထိကိုကျွန်တော်တို့မီးဖိဖိလေးဖွင့်ပြီးတော့ဆက်နှက်သွားပေးလိုက်ပါမယ်ကျွန်တော်တို့အညာဒေသရဲ့အလူတွေမှာကျွေးလေးရှိတဲ့ဟင်းလေးတွေကတော့ငချောက်ကြော်ရဲ့ပဲနှက်ရဲ့တရက်ရှင်တုပ်ရဲ့ငရုတ်သီးကြော်ရဲ့မှန်ရောင်ဟင်းညိုတို့ပဲဖြစ်ပါတယ်ကလဘဲနဲ့တဲ့ထဲကိုအခုလိုမျိုးအုံသီးဆန်လေးပါထည့်နေမယ်ဆိုရင်တော့အနံလေးမှုေးပြီးတော့စိမ့်စိမ့်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်တို့အညာဒေသမှာပဲနှက်လို့လည်းခေါ်တယ်လို့ပဲစိမ့်လို့လည်းခေါ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့အရသာလေးကိုမြည်ကြည့်ပြီးတော့ကလဘဲကိုအခုလိုဆူဆူကြီးအနေထားလောက်မှာပဲချပေးလိုက်ပါမယ်။ဘုမို့ဆိုရင်တော့ကလဘဲကအေးသွားလို့ရှိရင်တော့6ကြောက်ကြီးဖြစ်သွားတယ်ပါတယ်။ဟင်းချက်တဲ့နီးတွေကလည်းကြောင်းနဲ့မတူကြသလိုဒေသလိုက်လဲခွဲပြပါတယ်။ဒီချက်နီးလေးကချက်ရတာရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ရန်ကောင်းတဲ့ချက်နီးလေးဖြစ်လို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်ဒီမှပြန်ဆုံပါမယ်။